အမကတော့မဖွင့်ဖြူဝင်ပါ My name is Maywadi Ken, also known as Tommy. ဟုတ်ကဲ့ SNS မြန်မာကိုရွေးချယ်ရတဲ့အကြောင်းရင်းကတော့ပေါ့နော်အဓိကကသမီးလေးအတွက်ပေါ့နော်ဒီလိုမျိုးနိုင်ငံတကာအဆင့်မီတဲ့ပညာရေးကိုရချင်တယ်နောက်ပြီးတော့ကျတော့သူ့အတွက်နှွေးထွေးလုံခြုံတဲ့ပတ်ဝန်းကျင်ရဲ့ဒီပေါ့နော်ဝါရင်ဆရာမတွေရဲ့သင်ကြားမှုကိုလည်းရချင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဘာလို့မျှော်လင့်ဖြစ်ခဲ့လဲဆိုတော့အဓိကကတော့သူပျော်ဖို့မျှော်လင့်တာပေါ့နော်ဒီ trial တက်ပြီးတော့ဒီ trial ကနေပြီးတော့သူ့အတွက်အတွေ့အကြုံသစ်တွေနောက်ပြီးတော့ငွေချင်းအသစ်တွေပေါ့နော်ရရှိဖို့ရလဲမျှော်လင့်ခဲ့ပါတယ် My expectations were gaining an experience of what it's like to be a student at SIS Myanmar, and I also wanted to know how they teach and how the school is like, plus their activities and the lessons. Okay. First impression ကတော့ဒီ SIS မြန်မာပေါ့နော်ဒီပြည်တွင်းနေမကပဲနဲ့သိရတာကပေါ့နော်ဒီနိုင်ငံတကာမှာဆိုလို့ရှိရင်လည်းနိုင်ငံပေါင်း၄နိုင်ငံနဲ့ဒီကျောင်းပေါင်းဆိုလို့ရှိရင်18ကျောင်းပေါ့နော်ရှိတယ်အဲ့အတွက်ကြောင့်မလို့ဒါသမီးလေးအတွက်ပေါ့နော်ဒီအနာဂတ်ပညာရေးအတွက်လည်းအမတို့စိတ်ချရတာလည်းပါတာပေါ့နော်နောက်ပြီးတော့ဒီသူ့အတွက်ပေါ့နော်အဓိကနှွေးထွေးလုံခြုံတဲ့စိတ်ချရတဲ့ဒီကျောင်းတစ်ကျောင်းဖြစ်မယ်ဆိုတာကိုလည်းမြင်မိတယ်ပေါ့နော်My first impression of SIS Myanmar, like when I first came into this school to check it out, I was like, wow, this school is really cool. And the students I met were really nice, especially the student council's president. He was really welcoming and he welcomed me with open arms to SIS Myanmar. And the teachers were also really welcoming and they were also kind and friendly. And the students I met in the 3 days trials were also super nice to me. I felt really happy because I gained new friends and I knew how it was like to be a student at SIS Myanmar. Honestly, SIS is a really great school overall and it has a lot of fun activities to do there and it has also very good teachers and if you don't understand a lesson, the teacher will help you out immediately and the students and everybody here is really nice and super friendly and the whole vibe is just awesome, honestly. Yes. ဟုတ်ကဲ့ပါသမီးလေးအတွက်ပေါ့နော်အနာဂတ်ပညာရေးလမ်းကြောင်းအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်တဲ့အတွက်ဆုံးဖြတ်ပြပါပြီ။